မင်းတို့ရှင်တဲ့ကားနာတော့ရောင်းမောင်းနေခဲ့ပြီမင်းတော်ဦးပဲကျန်တော့တယ်ကဲခုံပြီးတော့ဝါဒီနေ့တော့စောစောစီနိုးတာပဲကွာညဂိမ်းမစောပဲစောစောစီအိတ်လို့ဖြစ်မယ်အော်ဒီနေ့စီစာစီသွားရအောင်ပါပဲသူကဖုန်းခဏခဏဆက်နေတော်တော်လေးကိုအရေးကြီးအပုံပေါက်တယ်ကွာဘာဖြစ်လို့လဲတော့မသိဘူးကဲဒါဆိုလဲစီစာရင်သွားကြမယ် Let's go ကဲစီစာရင်ကိုတော့ရောက်လာခဲ့စီစာရင်စီစာအိမ်မရှိလား ဟေးစီကျေငါအိမ်နောက်ပြီမှာကွာ အေးဒါဆိုလဲငါအိမ်နောက်ဖေးလာခဲ့လိုက်တော့မယ်စီစာကတော့အိမ်နောက်ဖေးရောက်နေကွာဘာဖြစ်လို့လဲတော့မသိဘူးဟိုမှာကွာOh what စပိုင်ဒါမင်းဝတ်စုံညာဟာဘာဖြစ်တာလဲတော့မသိဘူးအကျိုးကြောင့်မသိဘူးဟေးစီစာမင်းစပိုင်ဒါမင်းဝတ်စုံကိုဘာကြောင့်ဝတ်ထားတာလဲ ဝတ်ထားတာမဟုတ်ပါဘူးကွာငါကိုယ်တိုင်ကစပိုင်ဒါမင်းဖြစ်နေတာညအဲ့နေလဲဘင်းကိုပြင်ကိုလာလိုက်တာမှာငါဒီလိုမျိုးစပိုင်ဒါမင်းဖြစ်သွားတာကွာ အေးပါကွာဒါနဲ့မင်းငါ့ကိုခေါ်တာဘာကိစ္စရှိလို့လဲ အေးကွာခိတ်စားကတော့တကယ်အရေးကြီးတယ်ကွာငါတို့တွေစံပီရိုသွားမယ်စီကောက်ကိုငါတို့တွေနောက်ကနေဆိုင်ကနေလိုက်ရမှာကွာမင်းကဆိုင်ကမအောင်ငါအဲ့စီကောက်ကိုခုတ်တတ်မယ်ကွာပထမ၄ယောက်တုန်းကတော့အစင်းတော့မပြေလိုက်ဘူးသူတို့၄ယောက်အကြောင်းရှင်းပြရမယ်ဆိုရင်ဟေးစီစာမင်းစပိုင်ဒါမင်းဘယ်တော့ဖြစ်သွားလဲကွာမနေ့ကကျွန်တော်ပင့်ကိုကိုက်ခံရကြရပဲစပိုင်ဒါမင်းဖြစ်သွားတာဗျမင်းကဘာကိစ္စခေါ်တာလဲကျွန်တော်တို့တွေစံပီရိုသွားမယ်စီကောက်ကိုနောက်ကနေလိုက်ဖို့ခေါလုံးကရှေ့ရမအောင်ကျွန်တော်ကဆိုင်ကပေါ်လက်ကနေစီကောက်ကိုခုတ်တတ်မယ်ဗျဟာရှင်းနေနေမြင်လို့ပဲဖြစ်မယ်အေးဒါဆိုလည်းသွားကြမယ်လေ let's go ကဲတဲ့ဆိုင်ကပေါ်ကဲတဲ့ဆိုင်ကပေါ်မင်းရဲ့ကားတော့ရောက်တော့မယ်ကြားလားစီစာဟေးစီစာအရေးကြီးစကားတွေပြောမလေးကွာဟိုအေးဟုတ်တာပဲမင်းကမစီနေဆိုတော့စကားပြောရတာအခက်အခဲတော့ရှိမှာပေါ့နော်မင်းဆိုင်ရုံတော့မခိုင်းတာတဲ့အတိုင်းပဲကွာမင်းဆိုင်ရုံတော့ခိုင်းတော့ပြုတ်ပြနေဦးလားဟာဆိုင်ရပေါ်ပါနေပါလားအော်အေးမင်းကြီးစောတာအများကြီးပြီးတော့ဝိတ်ဒီပါကြားသွားတာဖြစ်မယ်မင်းတို့ရှင်တဲ့ကားနာတော့ရောင်းမောင်းနေခဲ့ပြီမင်းတော်ဦးပဲကျန်တော့တယ်ကဲခုံပြီးတော့ပထမဖုန်းလုံးကနေတော့လည်းကျွန်တော်မေ့ရခဲ့တယ်ဗျာဒုတိယတစ်ယောက်ကလည်းကြတော့မင်းစပိုင်ဒါမင်းဘယ်လိုဖြစ်သွားတာလဲကွာကျွန်တော်လည်းမပြောတတ်တော့ညအဝါကြီးကိုပိတ်ကိုကိုက်ကြတဲ့ပဲဖြစ်သွားတာဗျာ What ဟေးဘာကြီးလို့လည်းမပြောတာပါဗျာငါလည်းအခုမှနိုင်ကြီးဖြစ်တယ်ကွာဟာအချိန်တန်နေသွားကြမယ်ကွာအဲ့ဒီကောင်ရောက်အဲ့ကားတဲ့အရင်ရောက်မှဖြစ်ပဲကွာโอเคနေလာပြီဘာဖြစ်လို့ကြောသွားလဲကွာငါမှအကွက်ကြီးတကွက်တော့ရှိတယ်ကွာအဲ့ဒီအကွက်နဲ့ဆိုစီကောက်ရောက်လော်လော်လေးကွာမင်းခဏညီနေလိုက်အဲ့ဒီကောင်ငါလုပ်လိုက်မယ်အသေးချာကြည့်နေကဲမင်းတို့ရှင်တဲ့ကောက်ကိုရပြီကွာမင်းအဲ့လို RPG နဲ့ပစ္စည်းတော့စီရိုရဲ့အကုန်ပါသွားပြီပေါ့ကွာငါလည်းမစင်းစားမိလိုက်ဘူးမပြေးနဲ့လာခဲ့ကျွန်တော်ပြေးနေရပြီမပြေးနဲ့လို့ပြောရလေတတိယတယောက်ကလည်းကြတော့ကျွန်တော်ကဆိုင်ကမောင်းတော့မကျွမ်းကျင်ဘူးဗျမင်းလောက်နိုင်တာငါသိပါတယ်ကွာကောက်ဘေးချင်းကပြေးမောင်းပေးရုံပဲကိုโอเคဒါဆိုလဲကျွန်တော်မောင်းမယ်လေအရင်ထွက်သွားမယ်နော်ပြီးလို့လက်ကရမ်းမဆွဲနဲ့ဟိုးရောက်အောင်မယ်လို့ပြောနေတယ်အဲ့လောက်မတင်အောင်ဒီဘာကြီးရမ်းမဆွဲနဲ့နော်ဖြည်းဖြည်းလေးဆွဲရက်ချင်းဘလက်လီပါလွတ်လိုက်တော့ဘရိတ်နေတိုင်ငယ်ကြီးနဲ့ချန်စီယိုကြီးအိုးနောက်ဆုံးတယောက်ကလည်းကြတော့ကျွန်တော်အကွက်တွေလာပြနေတယ်ဗျာဒါဆိုငါ့အကွက်ကိုကြည့်နေမင်းစီကောက်ကိုရစေရမယ်နောက်ဆုံးတော့ငါတို့နိုင်ခဲ့ပြီကွာကဲမင်းစီကောက်ကိုထိုင်ဆောင်နေလိုက်အောင်ပဲကွာဟေ့ကောင်စီကောက်ကရှေ့ရောက်သွားပြီကွာအော်ဟေ့ဒါဆိုလည်းကျွန်တော်မြန်မောင်းဝင်မယ်မင်းဘယ်မောင်းနေရတော့သွားပြီနော်နားလည်ပါတယ်ကွာဒါနဲ့မင်းစပိုင်ဒါမင်းဖြစ်တာအပင်တွေဘာတွေရှောက်မခုံကြည့်ဘူးလားငါမှမခုံတတ်တာကွာဟိုနေ့ညမှာအကိုက်ခံရတာကိုရှင်းတော့ပဲခုံတတ်မှာလဲနာရီက9:50မိနစ်ဖြစ်နေပြီကွာအချိန်တပြီကွာစီကားထွက်လာတော့မယ်သွားကြမယ် let's go Bye.
ဟာဟာနောက်ဆုံးတော့စီကားကိုရခဲ့ပြီကွာ ကျေးဇူးတင်ပါတယ်ကွာမင်းကြောင့်လို့တာပေါ့မင်းဒီစီကားလေးကစီဘက်ကိုမင်းယူသွားတယ်ညာကျန်တဲ့စီဘက်ကိုတော့ငါယူထားတယ်မယ်ကွာငါသွားတော့မယ်စီဟုတ်ကဲ့ ကဲဒီစီကားကိုတော့ငါတို့မျိုးကိုမောင်းတော့မယ်ကွာငါတို့အပိုင်းသားတွေလည်းတောက်လျှောက်စီတန်းစီနေရတယ်ကွာဟာဟာနောက်ဆုံးတော့ငါတို့မျိုးကိုတော့ရောက်ခဲ့ပြီအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လေးလုပ်ပေးကြအောင်ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာအားလုံးပဲ bye bye see you next video